ဒီလိုချစ်စရာကောင်းပြီးစားလို့ကောင်းတဲ့ strawberry cheesecake ကိုဘယ်လိုလုပ်လဲဆိုတာကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါအောင်ရှင်အိမ်မှာအလော်တကူလှုပ်ရှားလို့ရပါတယ်ထော့ပတ်125 gram တကြား50 gram ဂျုံမုံ250 gram ဒီလိုရောသမအောင်မွေပေးပါပြီးရင်ရေကို30 ml ထည့်ပြီးအလုံးရောသမအောင်မွေထားပေးပါနော်အောက်ခံလှုပ်ဖို့ဆိုတော့ပပလေးလိမ့်ထားပေးပါနော်မထူမပါလေးဒီလိုအနေထားလေးဆိုရပါပြီမလှုပ်တတ်သေးဘူးဆိုရင်ဒီလိုနည်းနဲ့လက်လှုပ်ကြည့်ပါနော်စွန်းခရီးနဲ့အပေါက်ဖောက်ပေးပါမယ် cheese အလာလုပ်ပါမယ် cream cheese 250 gram ပြောင်းကုန်ပုံစားစွန်းတစွန်းတကြား50 gram cream ကို150 ml အလုံးရသမအောင်မွေပြီးပြင်ဆင်ထားတဲ့ခွက်ထဲထည့်ပြီးဖုတ်ရပါမယ်မိအား160ကို25မိနစ်ဖုတ်ရပါမယ်ဒါကတော့အလားစင်ဖို့ cream ပဲဖြစ်ပါတယ်စတော်ဘယ်ရီကိုတော့လိုတလောက်သုံးလို့ရပါတယ်အလားစင်ပုံစင်နေရတော့ဒီနေ့အတိုင်းလိုက်လုပ်ကြည့်ပါနော်ဒီနေ့အတိုင်းအိမ်မှာလိုက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်သိချင်တာတစ်ခုခုရှိရင်လည်းခမတ်မှာမှန်ခဲ့ပေးလို့ရပါတယ်ကြည့်ရှုအပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဝီဒီမှာဆက်တွေ့ကြမယ်ရှင်